ကဲနည်းနည်းသားကြမယ်လို့ဆိုကြည့်လားခင်းကောင်းနေပါလိမ့်မယ်ရထွေးသားဘာလို့စားဦးရောမစားသေးဘူးလားမစားတော့မဟုတ်မင်းကစိတ်တော်နေတာသွားပြီငါဘာတကူတော့ပြက်ပြီမင်းစားနေတော့ဘာမှမပြောဘူးကွာမင်းလည်းမင်းကတော့ဘာပြက်တော့ပြောနေတာဟုတ်အခုငါကောက်ပါလေသွားပြီငါနဲ့တလုံးဝေးပြီကွာအရင်တော့မှရံဖြစ်လိုက်ပြန်ချစ်လိုက်ပြက်ရသေးတယ်အခုကယောက်ျားယူသွားတာကွာကောင်းပါလေပြက်ဘာလို့ကောင်းပါလဲရမဟုတ်လေကိုနဲ့မထိုက်တန်တဲ့လူနဲ့နေယူတာကောင်းတယ်လေမင်းအချစ်ကို तू မှနားမလဲတာယူမင်းမခံစားဘူးလို့မင်းမသိမင်းမခံစားဘူးလို့မင်းမသိတာမင်းကငါတို့ဂျိုစိုးပဲဟဲ့ငါအိမ်ကနေကြတယ်မင်းမသွားဘူးဟမ်ပြက်မှာဆိုလည်းမပြတ်ဘူးဒီလိုနေလို့မင်းနဲ့ဘယ်တော့မှကွဲမှာမင်းနဲ့ငါနဲ့တေကွဲမှာအေးမှာအဲ့လိုတေကွဲအောင်လေငါတခုကြံမဲဟဲ့အကြံကွာကြံကွာဒီဘက်ဖေးစိုးလာဟာတကယ်ကြီးတော့မကြီးမလုပ်နဲ့တကယ်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 မလုပ်နဲ့မင်းကွာမကြောက်မစီရကွာကိုဆွဲကြည့်ကြပြီးတေဖို့ကျဲရတယ်လို့ကွာဆွဲကြည့်ကြရပါတယ်ငါကပခတ်တဲ့အိတ်တယ်လို့ကျိုးတက်နေနေတာကွာပခတ်နေဘူးငါကောက်ကွဲပါအာငါလေးကိုရပါသေးမင်းမဆုံးပါမင်းမဆုံးပါတေမီလေးမင်းတော့ကောက်ချရချမ်းပါဘာလဲမင်းမချဆိုမြန်ချပေးလိုက်တာလေတော်လေးကြလိုက်တယ်ကွာမင်းကဒီလိုကြီးမတော့ကတိုင်နေတဲ့စောက်လာဘောကွာတို့တိုင်နေစောက်လာငါမပွေတော့မနိုင်လို့ပါငါတော့မှမတယ်မျိုးစပါငါမပွေတော့ငါတို့ထားလိုက်မယ်လေနော်ပြီးတော့မလေးကာဒီဝါဟာတကယ်ကြီးငါလိုက်ပါမယ်လေငါလိုက်ပါမယ်ရောဒါရတယ်မင်းလည်းအမနာသမတ်နဲ့လာပြီငါတကယ်ရလာပြီဟာဘယ်မမီဘူးနိုးစပကြီးပဲရောက်သွားလေနိုးစပကြီးဟေးဒီကောင်လည်းကွာခြေထောက်နာနေတာတော့မပြေးရတော့မြင်နေသူကခြေထောက်နှစ်ဖက်ဂျိုင်းတော့တစ်ခုဆို3ချောင်းဆိုမြန်တာပေါ့ငါဒီပကောရာပဲကောင်းပါလေ